ကျွန်တော် KSS enemy fan တွေကြားမှာတော်လေးကိုညှင်းပွားနေတဲ့ကိစ္စလေးတစ်ခုရှိတယ်။ Bannerman ကိုခုဒီနှစ်ယောက်ကသူတို့ universe မှာအစွမ်းဆက်ဆုံးလူတွေဖြစ်လို့နိုင်ရှုံးကိုလွယ်လွယ်နဲ့ပြောလို့ရတဲ့ကိစ္စတော့မဟုတ်ဘူး။နောက်ပြီးသူတို့နှစ်ယောက်ရဲ့တိုက်ပွဲဟာ enemy fan တွေကြားမှာတော်လေးကိုညှင်းပွားနေတဲ့ကိစ္စတစ်ခုပါ။ဘာလို့ဆိုကျွန်တော်အရှိ banner video တစ်ပုတ်လုပ်တော့ဆိုလို့ရှိရင်ဒါတွေရွေ့မြင်နေရအားနေနောက်ပြီးဒီအဓိပ္ပာယ်မရှိပေါ် scaling video တွေကျွန်တော်သိမှာပါသူတို့ရဲ့ video တွေအားလုံးကမမှန်ဘူးလို့မပြောချင်ဘူးများသောအားဖြင့်ဒီတိုင်းမဲ့ video တစ်ပုတ်ဖြစ်ပြီးရောဆိုပြီးတော့အချိုးနဲ့ရှောက်လုပ်ထားတာများတယ်အဲ့လို video တွေတော်တော်များများတေချာအချက်လက်တွေကိုစူးစီးပြီးတော့ဖော်ပြရတယ်သူတို့စိတ်ကြိုက်တာမဟုတ် fan base များတဲ့ဇက်ကောင်တွေကိုပဲပို့ပြီးတော့ဗတ်လိုက်တာများတယ်ထားပါတော့အဓိကပိုင်းကိုဆက်ပြောကြအောင်တကယ်လို့ကိုကူးနဲ့ချမယ်ဆိုရင်ကျွန်တော်တို့ရဲ့ Channel စင်ကသူ့မှာရှိရဲ့ alien တွေအကုန်လုံးဝဲနေအောင်မင်းမပါသေးဘူးကျန်တဲ့ကောင်တွေအကုန်လုံးနဲ့ဒါကိုကူကိုချမယ်ဆိုလို့ရှိရင်သိကြပါတယ်သူ့အတွက်ကိုကူကိုရှင်းနိုင်ဖို့အတွက်ခွင့်ရအတော်ကြီးကိုမရှိသလောက်ကိုနေတယ်ဘာလို့ဆိုနိုင်ရဲ့အစွမ်းနဲ့ဆုံးလို့ထင်ရတဲ့ Cloud War Fever Wave စားတဲ့ကောင်တွေအကုန်လုံးနဲ့ရှင်းမယ်ဆိုရင်တော့မှကိုကူရဲ့ Super Saiyan အဆင့်လောက်မှာပဲရှိပါသေးတယ် God damn it မင်းဘယ်စင်ဒီတစ်ခုလို့ထပ်ပြနေမှာလဲခုနပြောတဲ့အချက်တွေရသလိုစဉ်ထန်နေစင်အနေနဲ့ရွေးချယ်စရာ alien ဆိုတာတိတ်မရှိတော့ဘူးသူဘလောက်ပဲအကောင်တွေမျိုးစုံတွေပြောင်းနေပါအောင်ကိုခုနဲ့သာရင်ဆိုင်ရမယ်ဆိုရင်ရလက်ကတော့တူတူပဲပြောင်းလဲလို့ရမှာမဟုတ်ဘူးဒါပေမဲ့သူ့မှာအခွင့်အရေးတစ်ခုကျန်သေးတယ်သူမရှုံးသေးဘူးသူရင်ဆိုင်လို့ရသေးတယ်သူ့ရဲ့နောက်ဆုံးရွေးချယ်မှုတစ်ခုနဲ့ပေါ့Alien Age ကိုပြောင်းပြီဆိုတာနဲ့အချိန်တွေကလုံးဝပြောင်းလဲသွားပြီ။ဂိုခုအတွက်လည်းမေးခွန်းတွေပြန်ထုတ်ရတော့မယ်။နောက်ပြီးဂိုခုအကြောင်းတွေလည်းပိုသိဖို့လိုလာပြီ။ဂိုခုမှာ Universe Buster Level ခေါ်စကြဝဠာကိုဖျက်ဆီးနိုင်တဲ့အစွမ်းရှိပါတယ်။ဒါအောင်လည်း enemy နဲ့ manga ထဲမှာဖော်ပြထားပြီးသားပါ။ပုံမှာ BS နဲ့ဂိုခုတိုက်ခိုက်တဲ့အချိန်တုန်းကဆိုရင်သူတို့နှစ်ယောက်ရဲ့အားပြင်းတဲ့လက်သီးချက်တာထွက်လာတဲ့ short way တွေက Dragon Ball Universe တစ်ခုလုံးကိုတုံးလုံးစေခဲ့ပြီးတော့သူတို့နှစ်ယောက်ရဲ့ battle ကြားမှာရှိတဲ့ဥက္ကာခဲတွေဂျိုတွေတောင်မှပျက်စီးရဲ့အထီကိုပြင်းထန်ခဲ့ပါတယ်။အဲ့အချိန်တုန်းကတော့မှဂိုခုကသူ့ရောက်နေတဲ့အဆင့်ကိုကောင်းကောင်းမထိနိုင်ခဲ့သေးလို့ဒါအချိန်ကိုမတက်နိုင်ခဲ့တာပါ။ဒါပေမဲ့လက်ရှိ Dragon Ball Super မှာတော့ဂိုခုကအဲ့အချိန်တုန်းကအစာပေါင်းများစွာကိုအားကောင်းနေပါတယ်ဒီအချက်ကတော့အနေငယ်ဆွေးနွေးစရာရှိပြီးမြဲ logic အရသတ်မှတ်လို့ရတဲ့အထောက်အထားတွေလည်းရှိနေပြန်ပါတယ်။ဥပမာသူ့ရဲ့ instant transmission ဒါက speed နဲ့ teleportation ဖြစ်တာကြောင့်မလို့အချိန်က0ဖြစ်ပါတယ်။ဒါကြောင့် formula ကအချိန်က0ဖြစ်သွားတာမလို့ instantaneous speed လို့သတ်မှတ်လို့ရပါတယ်။ဒါပေမဲ့ physics နဲ့ power scaling ရမှာဆိုလို့ရှိရင် instantaneous speed နဲ့ instantaneous travel ဆိုပြီးတော့နှစ်မျိုးကိုတက်တက်စီခွဲခြားထားပါတယ်။အဲဒါကြောင့်မို့ Goku ကို instantaneous speed နဲ့ instantaneous travel ဆိုပြီးတော့သတ်မှတ်လို့ရပါတယ်။တကယ်လို့ Goku ရဲ့ teleportation element ကိုခဏဖယ်ထားမယ်ဆိုလို့ရှိရင်သူ့ရဲ့ speed ကိုပဲ power scaling community ထဲမှာတော့အလင်းထက်မြန်ကြောင်းကိုတော်တော်များများယူဆထားပါတယ်။အတိုးချုံပြောရရင် teleportation ကိုထည့်မတွက်ဘဲနဲ့ Goku ရဲ့ movement နဲ့ combat speed ကိုကြည့်ရင်အလင်းထက်မြန်တယ်လို့ပြောလို့ရပါတယ်။ဟုတ်ဒါဆိုရင် Goku က Alien Age ကိုနိုင်နေပေါ့။အဲ့လိုမလို့ Alien Age ကိုနိုင်ဖို့ဆိုလို့ရှိရင် Goku အခုရောက်နေတဲ့အနေအထားနဲ့အောင်မှသူ့ကိုပြည့်ရှင်းနိုင်ဖို့မလွယ်ဘူးပါဘူး။ Goku ကစကြဝဠာတစ်ခုလုံးကိုဖျက်ဆီးနိုင်တဲ့အဆင့်ထိရှိရဆိုတာဟုတ်ပါတယ်။ဒါပေမဲ့သူ့ရဲ့ key attack တွေ key ဆိုတဲ့ energy တွေပေါ်မှာပဲအဓိကခြေခံထားတာ Alien Age ကတော့အဲ့လိုမဟုတ်ပါဘူး။သူကစကြဝဠာတစ်ခုလုံးနဲ့မကပဲ dimension တွေ timeline တွေကိုပါတွန်းမိုးနိုင်စွမ်းရှိပါတယ်။သူက universe timeline တစ်ခုလုံးပျက်စီးသွားရင်တော့မှပြန်ရှိနေနိုင်ပြီးတော့ universe တစ်ခုလုံးကိုလည်းပြန်ပြီးတော့ဖန်တီးနိုင်ပါတယ်။ဒါကိုလည်း series ထဲမှာပြထားပြီးသားပါ။ Goku ဘက်မှာလည်း universe level နဲ့ဆက်ဆက်နေတဲ့ first တွေရှိပြီးမှတိုင်းတစ်ခုလုံးပျက်စီးသွားရင်တော့မှ easy ခံနိုင်ရရှိတဲ့ first မျိုးကိုတော့မတွေ့ရသေးပါဘူးအခုချိန်ကြီး Hakai Dragon Ball Universe ထဲမှာ Hakai ကအရာရာတိုင်းကိုဖျက်ဆီးနိုင်တဲ့ absolute power လို့အစာပိုင်းမှာထင်ရပေမဲ့နောက်ပိုင်းဇလန်တိုးတက်လာတဲ့အများသူ့မှာလည်းအကန့်အသတ်တွေနဲ့အားနည်းချက်တွေဆိုပြီးတော့ရှိလာတယ်။တစ်ဖက်မှာ Alien Age ကစကြဝဠာတစ်ခုလုံးကိုပျက်စီးသွားရင်တော့မှဘာတရားမှမရဘဲနဲ့ရှင်သန်နိုင်တဲ့ immortal မျိုးရှိရာကြောင်း Hakai ရဲ့တက်ရောက်မှုတော့ခုအနေနဲ့အလူလိတ်ခံရမှာတော့မဟုတ်ပါဘူး။တော့အခုလိုပြောနေလို့ Goku ကအရန်ဝီးတယ်အားနည်းတယ်လို့ပြောချင်တာမဟုတ်ပါဘူး။ဒါပေမဲ့လက်ရှိအနေထားအရ Alien Age ကိုရင်ဆိုင်မှုအတွက်ဆိုရင်တော့သူ့အတွက်လွယ်ကူမှာမဟုတ်ပါဘူး။ Goku ကစွမ်းအားကြီးရဲ့စစ်တီတော်တယောက်ဆို Alien Age ကစီးမြင့်တွေကိုပြောင်းလဲနိုင်တဲ့အာဏာပိုင်တယောက်လိုဖြစ်နေရကြောင်း
Has ပိုင်းမှာဆိုရင် Alien Age ကအားတာပါတယ်ဒီလိုကျွန်တော်ပြောတဲ့စကားတွေထဲမှာလိုအပ်ချက်တွေမပြည့်စုံတာလေးအမှားလေးရှိလို့ဆိုရင် comment မှာဒီကြောင်းလေးပြောခဲ့လို့ရပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲကျွန်တော်ဘက်ကနှစ်ပေါင်းများစွာညှင်းခုန်နေကြတယ်ဒီအကြောင်းအရာကိုကျွန်တော်အနေနဲ့အသိသက်ပြောပြပေးလိုက်တာပါတကယ်လို့ကိုလူရောသူတို့နှစ်ယောက်ရဲ့ဗတ်တင်မှာဘသူကနိုင်နေခြင်းနဲ့နောက်ပြီးဘသူကရောနောက်ဆုံးမှာတယောက်တည်းကြံရည်သူဖြစ်နေတယ်